ရုတ်တရားနုနုရွရွမချစ်တတ်ပေမဲ့သမှုတရားတွေရစ်ပတ်ခါခွေငါစနေနေ့ငါသားသမီးတွေလူပုံအလဲမျက်နှာမငယ်မညို့ရသေးဘူးနေပူမိုးရွာစောင်းဤတာမှုပါပဲဇွဲတွေနဲ့ကြိုးစားတဲ့ဖေဖေအချိန်တန်လို့အိမ်ပြန်လာသားသမီးတွေမျက်နှာများကိုကြည်ကလေးအမိမမောမီပြင်မန်းသားတွေပြေဖ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 ေသားတို့မိသားစုရဲ့သားတို့ရဲ့လူစွမ်းကောင်းဖေဖေမိသားစုအရေးကြုံလာခဲ့ရင်လေရှေ့ကနေတိုင်းကြီးလို့မမရဲ့လို့ဖြည့်ရှင်သူအဖေမိသားစုအရေးကြုံလာခဲ့ရင်လေရှေ့ကနေတိုင်းကြီးလို့မမရဲ့လို့ဖြည့်ရှင်သူအဖေလောကရဲ့ကျိုးဆုံးလာသမျှအကောင်းဆုံးတွေခံနိုင်ရရှိအောင်သင်ပေးခဲ့သူအဖေချစ်မြတ်တို့ရာသားသမီးတွေများရဲ့အာကိုရာဖေ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 သားတို့ရင်တွေကသားတို့အတွက်သူရဲ့ကောင်းဖေဖေရွာမချစ်တတ်ပေမဲ့သမှုတရားတွေရစ်ပတ်ခါခွေငါစနီးနဲ့ငါသားသမီးတွေလူပုံအလဲမျက်နှာမငယ်မညို့ရသေးဘူးနေပူမိုးရွာစောင်းဤတာမှုပါပဲဇွဲတွေနဲ့ကြိုးစားတဲ့ဖေဖေအချိန်တန်လို့အိမ်ပြန်လာသားသမီးတွေမျက်နှာများကိုကြည်ကလေးအဖေမမောမီပင်မန်းသားတွေပြေဖ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 ေသားတို့မိသားစုရဲ့သားတို့ရဲ့လူစွမ်းကောင်းဖေဖေမိသားစုအရေးကြုံလာခဲ့ရင်လေရှေ့ကနေတိုင်းကြီးလို့မမရဲ့လို့ဖြည့်ရှင်သူအဖေမိသားစုအရေးကြုံလာခဲ့ရင်လေရှေ့ကနေတိုင်းကြီးလို့မမရဲ့လို့ဖြည့်ရှင်သူအဖေလောကရဲ့ကျိုးဆုံးလာသမျှအကောင်းဆုံးတွေခံနိုင်ရရှိအောင်သင်ပေးခဲ့သူအဖေအမေရဲ့ချစ်မြတ်တို့ရာသားသမီးတွေများရဲ့အာကိုရာဖေ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 